ဖေဖော်ဝါရီလရဲ့မွေးနေ့ရှင်လေးရင်ချစ်ချင်းမြတ်တာတွေနဲ့ပြည့်နှက်နေတဲ့လလေးတလားလို့တင်စားကြသလိုစောင်းလက်ကြံလေးနဲ့အီချန်နဲ့လလေးတလားမို့ဖေဖော်ဝါရီလရဲ့မွေးနေ့ရှင်လေးကိုလည်းချစ်ချင်းမြတ်တာတွေကြောင့်ပြုံးပျော်စေခြင်းသလိုဂရုစိုက်ခြင်းတွေနဲ့အီချန်ပျော်ရွှင်စေခြင်းမိတယ်ဖေဖော်ဝါရီဖွားလေးရလေကိုထက်သူများတွေကိုပိုပြီးဂရုစိုက်တတ်တာမို့တခါတလေကိုတိုင်းကြောင့်ဆိုတာထက်တခြားသူတွေကြောင့်ပိုပြီးခက်ခဲရတာများတယ်လို့ဘယ်တော့မဆိုကိုယ်ဆန္ဒထက်တခြားသူတွေရဲ့ပျော်ရွှင်ခြင်းတွေကိုဦးစားပေးခဲ့တာမို့မပျော်ခဲ့ရတာတွေလည်းများခဲ့မှာပဲနော်အခုရောအဆဆရရအဆင်ပြေရဲ့လားမျိုးသိချင်းတွေနဲ့ပဲအတားတကြဖြစ်လို့ခေါင်းဝမာနဲ့ရှေ့ဆက်ဖြစ်နေတော့လားဖေဖော်ဝါရီလရဲ့မွေးနေ့ရှင်လေးရေအလားဆုံးပြုံးနေရင်တိတ်လှတတ်ပေမဲ့မချိပြုံးတွေပြုံးခဲ့ရတာလည်းများခဲ့ပြီမို့ကိုယ့်ရဲ့မွေးလလေးကစားလို့တကယ်ပျော်ရွှင်ရခြင်းတွေရောက်လာစေခြင်းသလိုကိုငှေ့ချစ်ခဲ့သလိုမျိုးကိုယ့်ဘက်ပြန်ငှေ့ချစ်တတ်တဲ့ပတ်ဝန်းကျင်မှာလည်းရှင်သန်စေခြင်းနဲ့ကိုမျှော်လင့်ထားသမျှအရာကလည်းဘသူကြောင့်မှမပြတ်စီပဲအမှန်တကယ်ဖြစ်လာတဲ့နှစ်လေးတစ်နှစ်ဖြစ်ပါစေဖေဖော်ဝါရီလရဲ့မွေးနေ့ရှင်လေးရေအလားဆုံးပြုံးဖို့တတိတရရှိစေခြင်းသလိုနည်းနည်းလေးအေးပူတာနဲ့နေထိုင်မကောင်းဖြစ်တတ်တာလေးကြောင့်ကိုမွေးလာလေးမှာနေကောင်းကျန်းမာပါစေနော်စစ်မှန်တော့ချစ်ချင်းမြတ်တာတွေနဲ့စုံခွင့်ရတဲ့မွေးလာလေးဖြစ်ပါစေကြီးကို